ဒီဗီဒီယိုလေးကတော့ဒိုရီမော်လေးကို6လကျော်တုန်းကအစားအစာကျွေးတင်တဲ့အချိန်လေးပေါ့နော်ဒါဆိုလို့ရှိရင်6လကျော်9လထဲကိုရောက်ခါနေချိန်လေးပေါ့ဒိုရီမော်လေးကအစားတောက်ကိုတိတ်မမှတ်ဘူးသူကအစော့တအားမှတ်တယ်ကစားအရွက်မှတ်တယ်ငယ်ကလေးကနှုတ်လည်းတိတ်မမှတ်ဘူးအခုလည်းအတန်သွင်းနေတော့ဘေးကနေလိုက်ပြီးတော့စော့ရင်းနဲ့အတန်ကျင်းနဲ့အော်နေပါတယ်ဒါကတော့သူ့ဖေဖေကစိတ်ရှိလက်ရှိနဲ့သူ့သားလေးကိုထမင်းခုတ်ကျွေးနေတာလေးပါညနေစာလေးကိုသူ့ဖေကတော့အင်းကြီးနာမဝင်နိုင်ပါဘူးအရန်ပူရဆိုပြီးတော့အဲ့ဒီနေ့ကတော်လေးကိုပူလို့ဆိုပြီးတော့အင်းကြီးနာမဝင်နိုင်ပဲနဲ့သူ့သားလေးကိုထမင်းခုတ်ကျွေးနေတာပါသူ့ဖေကညီမတက်ပူပြီးတော့စိတ်လေးရှိပါတယ်မွေးကတဲ့ဟာသူ့သားလေးကိုညဖက်ငိုလို့ရှိရင်သူပဲထားချော့တာများတယ်ဒါမဲ့တတလည်းငယ်ကလေးကနေခုချီတီအရန်ငိုတဲ့ကလေးထဲမှာလည်းမပါဘူးညဆိုလို့ရှိရင်လည်းတညလုံးဖိနေမေကိုအီစီအိတ်လို့ရအောင်သူကလိမ္မာတဲ့ကလေးထဲမှာပါတယ်တတဟိုတော့သူဖြစ်ဆက်စားကျွေးတဲ့အချိန်မှာလည်းတော့ခက်ခဲလေးရှိပါတယ်သူကစားတောက်တီလုံးဝမစားချင်ပါဘူးညီမဆိုရင်လုံမအားတဲ့ကြားတဲ့တတကိုဖြစ်ဆက်စားလေးကိုတော်တော်လှုပ်ကြွေးတဲ့ထဲမှာပါတယ်နီးဆိုလို့ရှိရင်ညီမရွှေဖြုတ်သီးပူတင်းလေးတွေစတော်ဘယ်ရီပူတင်းလေးတွေအာလူပူတင်းလေးတွေအဲ့လိုမျိုးတတကိုတနေ့တညမရွေးအောင်အမျိုးမျိုးတော့လှုပ်ကြွေးပါတယ်ဒါမဲ့တတလေးကသူကြိုက်တဲ့ဟာဆိုတော့အများကြီးစားတယ်သူမကြိုက်တဲ့ဟာဆိုလို့ရှိရင်ခေါင်းရုပ်ခါပြီးတော့ပါစက်ကိုလည်းလုံးဝမဟပါဘူးဒီရွယ်လေးတွေကထိတ်တဲ့ဟာတော်တော်လေးကိုတော့ပင်ပန်းပါတယ်အဖေရောအမေရောလုံးမအားရကြတဲ့ကအဲ့လိုမျိုးပြည့်စုံပြရတာလွယ်တော့မလွယ်ပါဘူးညီမဆိုလို့ရှိရင်ကိုခွဲမရှိတဲ့အတွက်ပေါ့နော်နေ့ဆိုလို့ရှိရင်တော်တော်လေးကိုမှပင်ပန်းပါတယ်ဒီ6လကျော်ရွယ်တော့ကညီမဖေနေမကောင်းဖြစ်တာနဲ့ညီမမျိုးတွေကိုသွားလိုက်နဲ့ခကြီးတွေပန်းလာနေရောတသားလေးကိုတီးချတာကိုဂယုမဆိုင်ရဖို့အချိန်မရလိုက်ဘူးပေါ့နော်ဒါမဲ့တသားလေးကအဲ့လိုကိုယူမဆက်ရတဲ့ခရီးတွေရှောက်သွားတဲ့ချိန်မှာနေမကောင်းကလည်းဖြစ်လိုက်သေးတယ်စီကန်းတွေလည်းသူပြလိုက်ရတယ်အဲ့မှာသူနည်းနည်းလေးတော့ပိန်ကြသွားပါတယ်ဒါမဲ့ကလေးထူးကတော့ပြောပါတယ်ပေါင်ချိန်ကတော့အရန်တေးထဲမှာလည်းမပါဘူးအရန်ကြီးတဲ့ထဲမှာလည်းမပါဘူးတဲ့ပုံမှန်ထဲမှာပဲဆိုတော့ညီမစိတ်တော့နည်းနည်းတော့အေးသွားပါတယ်ခုဆိုလို့ရှိရင်ညီမတတောက်ကိုသူစားချင်တဲ့စားတောက်လေးတွေပြီးလို့ရှိရင်ကလေးတယောက်ရဲ့တပတ်စာမီနူးလေးတို့ညီမအမြဲတမ်းရှာကြည့်ပြီးတော့မယူရအောင်တော့လှုပ်ကြွေးနေပါတယ်နောက်ထပ်လည်းအများကြီးထပ်ပြီးတော့စူးစမ်းပါအောင်မယ်ကလေးမမေလေးတွေရှိလို့ရှိရင်လည်းဘယ်လိုမျိုး